မြန်မာငွေ9000အောက်မှာဘယ်လိုလက်အိတ်လေးတွေရနိုင်မလဲဆိုတော့ပြပေးမယ်เนาะကျွန်တော်ကြီးဈေးသက်သာဆုံးလေးရစပြီးပြပေးမယ်เนาะဒီကောင်လေးတွေရှိတယ်အောက်စင်မစ်လေးတွေတိတ်ထိုးအတွက်ကောင်လေးရှိတယ်ဒါလေးတွေက2800နဲ့ရပြီเนาะဒါအနေဆုံးပါပဲเนาะဒီကောင်2800မှာအောက်စင်မစ်လေးတွေเนาะအနီရှိမယ်အနက်ရှိမယ်ရိုးရာသမားတွေတိတ်ထိုးတဲ့နေရာမှာဒါလေးတွေတုံးတာများတယ်လက်ပြီးကိုပုံပြီးတော့တတ်မှစေဖို့တော့တုံးတဲ့ကောင်လေးเนาะဒါလေး2800မှာလောဆယ်2900နဲ့ရောင်းတဲ့ကောင်လေးဒီမှာအဲ့ဒါပဲလက်ကြီးရှိမယ်အနီနဲ့အနက်ပဲရှိပါတော့တယ်ဒီကောင်တွေက2900နဲ့ရမှာဖြစ်ပါတယ်เนาะကျွန်တော်ရှိမှဈေးအနည်းဆုံးကောင်လေးတွေပါ2900နဲ့အဲ့ဒါပဲလက်ကြီးရှိမယ်3800နဲ့ရှိမယ်ဒါကြောင်ညာပြီးပါပြီဒါစုံရည်နည်းနည်းပဲကြာမှာတော့တယ်ဒီကောင်လေးဒီဇိုင်းလဲလဲလေးနဲ့မြန်မာငွေ3800နဲ့လေးဖြူရှိမယ်အနီရောင်ရှိမယ်ပြီးအပြာရောင်ရှိမယ်နော်မြန်မာငွေ3800နဲ့ရောင်းပေးပါတော့လက်အိတ်လေးရောင်လေးရှိမယ်နော်ဒီဇိုင်းလဲလဲလေးရောင်လေးရှိပါမယ်3800မှာ4000ဝယ်ဒီတော့ဝဲရတယ်ကကျွန်တော်တောင်ဆိုင်မှာတော့ဒီရောင်မရှိတော့ဗျာဒီဘာရောင်လေးပြောမလဲပြီးတော့ဒီရောင်မရှိတော့တယ်ကျွန်တော်ရန်ကုန်ဆိုင်မှာတော့အနက်တို့အပြာတို့အနီတို့ရှိပါသေးတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဒါကျွန်တော်ရဲ့9000မြန်မာငွေ9000အောက်မှာရနိုင်တဲ့လက်အိတ်လေးတွေဖြစ်ပါတယ်နော်